ကောရမမြတ်စွာဘုရားဖုကရမှုဘုံအပိုင်းငါဗိမိတာရကိုဂရီဖေးခြင်းနှင့်ဆရာရတဲ့နပါထို့နောက်ဘုရားလောင်တိတ္တထမင်းသားသည်အနုတ္ပိယတရက်တော်၌ခொနရက်မြပပဇာဒုက္ခယဟန်ချမ်းသာကိုခံစားပြီးနောက်ဘူမိနတ်ဗန်တရားရမိနေရမှန်ကိုရှာရင်ခရီးဆက်ခဲ့ရာရာဇဂိုမြို့အနီးရောက်လင်မြို့တွင်းသို့စွန့်ခံဝင်ပြီးနောက်ပန္နဝတောင်ကျဲ၌စွန့်ကုန်းပြီးနေ၏ထူးခြားသောပုဂ္ဂိုလ်ဖြစ်၍ရာဇဂိုပြီးရှင်ဗိမိတာနာဘယင်လိုက်လာပြီးလင်ထီးနှန်းကိုလွှဲရသောအခါအလုံးတော်တိတ္တထကဖျားအဖြစ်ရရဲ့အထက်တောထွက်ခဲ့ခြင်းဖြစ်ကြောင်းပြောပြီးလင်ညင်းပယ်လိုက်၏ဗိမိတာလာကဖျားအဖြစ်သို့ရောက်လင်သူထံသို့ရှေးဥစွာကြွလာဖို့လျှောက်ထားသဖြင့်ကြွလာမည်ဖြစ်ကြောင်းဝန်ခံကြိပေးပြီးလင်ခရီးဆက်ခဲ့၏ခရီးတနေရာတွင်ကာလာမအမျိုးနွယ်ဝင်အာလာရယသိကြီးကိုတွေ့၍သူထံ၌နီးခံကျင့်ကြံရာဇယံခုနှစ်ပါးကိုရလင်ဆရာယသိကြီးကသူဤမြော့သာထူးကြောင်ပြောသဖြင့်လိုအပ်သောတရားမရသေး၍ထွက်ခွာခဲ့၏ရာမယသိကြီး၏သားတပည့်ဥဒကယသိကြီးထံနီးခံ၍ကျင့်ကြံပြန်ရာဇန်တမဘတ်ရှပါအထိချက်ချင်းရလိ၏ဥဒကယသိသည်ဘုရားလောင်တိတ္တထနှင့်တွေ့စချိန်၌သူကိုယ်တိုင်ဇန်တမဘတ်ရှပါကိုမရသေးပေသူဆရာရာမယသိကြီးတင်ကြားပေးထောက်သည့်နီးကိုသာဘုရားလောင်အားတင်ပေးခြင်းဖြစ်၏ထိုနည်းအတိုင်းဘုရားလောင်ကျင့်၍ဇန်တမဘတ်ရှပါကိုရပြီးမှဘုရားလောင်ကိုအားချ၍သူကိုယ်တိုင်ကျင့်ကြံသောအခါတမဘတ်ရှပါကိုရခြင်းဖြစ်၏ဥဒကယသိလည်းထိုထက်ပို၍မသိသဖြင့်ဘုရားလောင်သည်ဥဒကယသိထံမှလည်းထွက်ခွာခဲ့၏အပိုင်းဆက်ရန်ရှိသည်လိုင်းပေါ်မှရှိသောချစ်မိတ်ဆွေတို့ဤဂေါရမမြတ်စွာဘုရားဖြစ်တော်မူပုံဇာတ်လိုင်းတွင်အမှားတစ်စုံတစ်ခုပါရှိပါကတောင်းပန်ပါတယ်ကျွန်တော် channel လေးကိုလည်းအပေါင်းလေးနဲ့ subscribe လေးနှိပ်ပြီးအားပေးကြပါအောင်နော်comment လေးမှတ်ပြီး share ပေးဖို့လည်းမေတ္တာရက်ခံပါတယ်စိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းတွင်ပြည့်စုံပါစေနော်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ